ပြက်ကွက်တရားလက်ဆွဲနှုတ်ဆက်ရုံလောက်နဲ့တော့ကူးမယ်လို့မထင်ပါဘူး တယောက်နဲ့တယောက်ထိလို့တွေးလို့ကူးဆက်တဲ့ယောဂမျိုးမဟုတ်ဘူး လက်ဆွဲနှုတ်ဆက်တာနဲ့မကူးနိုင်ပါဘူးလက်ဆွဲနှုတ်ဆက်ရုံနဲ့ထိတွေ့ရုံနဲ့တော့မကူးဆက်နိုင်ဘူးပေါ့နော်တခုတော့ရှိရပေါ့နော်ဒီလိုယောက်ျားမိန်းမကာမဆက်ဆံတဲ့ခါကြရင်တော့ဒါကူးဆက်နိုင်တယ်ပေါ့နော် ဒီတိုင်းလက်ဆွဲနှုတ်ဆက်ရုံနဲ့ထိတွေ့ရုံနဲ့ဟိုတယ်အဓိကအရေတို့ပါဘူးဟိုတယ်တခုကဆဲတခုခုနဲ့ဟိုတယ်မှာကူးဆက်နိုင် တယောက်နဲ့တယောက်ထိတွေ့ရုံနဲ့ဟိုကျောက်ကယူဆနိုင်လို့တော့ထင်ပါတယ် သူ့ရဲ့ယောဂအပေါ်မှာမူတည်တာပေါ့နော်သူ့ရဲ့ယောဂကလုံးဝအနာကြီးယောဂလို့သတ်မှတ်လိုက်ပြီးဆိုတာနဲ့စေးတောက်ယုံနဲ့မပြောက်နိုင်တော့ဘူးသူကလေဟိုဘယ်လိုပြောမလဲဟိုဇာတ်ကအနာလိုဖြစ်သွားတာပေါ့နော်သူကဟိုနည်းနည်းဟိုအရေးထွက်တာတွေပြောက်ခြောက်မယ်နည်းနည်းတက်တာမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်လုံးဝပြက်ကင်းသွားတယ်ဆိုတာမရှိဘူး အဲ့ဒါတော့တိတ်တော့အနာကြီးရောကအဲ့လိုမျိုးမြစ်ပြက်ပြောက်လောက်မယ်လို့တော့မထင်မိဘူးဟုတ် သူကစေးတောက်ပြီးစနစ်တကျကူတာညပြက်ကြောက်ကင်းနိုင်ပါတယ်ဟုတ်ကဲ့ ယောဂအမြင့်တော့မပြောက်ဘူးပေါ့ဟုတ်ဆိုရင်အမြင့်တော့မပြောက်ဘူးနာကြီးယောဂ အနာကြီးယောဂဆိုတာဆေးတောင်ပြောက်တယ်လို့ထင်တာပဲ အမြင့်စစ်တော့ရင်အမြင့်ပြတ်တဲ့ယောဂမျိုး အဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်အနာကြီးမပြောတတ်ဘူးကျွန်တော်လည်းအဲ့ဒါ အနာကြီးယောဂဆိုတာအဲ့ဒီထုံနေကျင်နေထိတွေ့ခံစားမှုမရှိဘူးဆိုရင်တော့ဖြစ်နိုင်တယ် ရေရပေါ်မှာထုံကျင်နာကျင်လဲအင်းပေါ့နာကျင်မှုမရှိဘူးဒီအကွက်တွေဖြစ်တယ်ဆိုတော့နာကျင်ရောကပြုတ်ဖို့တဲ့ညာကတော့တော့များပါလိမ့်ရှင်ဟုတ်ကဲ့ အဲ့ဒီအရေးပြားပေါ်မှာဒီလိုအနီကွက်တို့ဘာလို့ထွက်လာလို့နည်းနည်းအဲ့လေးနဲ့စိုက်ကြည့်တဲ့အခါမှာဟိုနာကျင်တာတို့ထုံတာတို့မဖြစ်လာဘူးဆိုလို့ရှိရင်အဲ့အနာကြီးယောဂတင်းသေးပါပြီနည်းနည်းဟိုထိလိုက်တာလည်းအခလေးနဲ့ပေါ့နော်အဲ့ဒါရှိတော့နာဆူးတယ်ဆိုရင်ဒါအနာကြီးယောဂမဟုတ်သေးဘူးပေါ့နော် အဲ့လိုမျိုးတော့အဲ့လိုမျိုးထုံတာတို့ပါဘူးဖြစ်တာနဲ့ထုံတာတို့တစ်ခုခုဖြစ်တာဆိုရင်တော့အနာကြီးယောဂကြီးပဲတော့ဆွဲလို့မရဘူးပေါ့နော်ဒီနေ့ဥစ္စာလည်းဖြစ်ရင်လည်းဖြစ်မှာဟုတ်ကဲ့ ဒီတင်ကောက်ကလေးတော့မရသေးဘူးလို့ထင်တယ်အဲ့လောက်အဆင့်ဆိုရင်တော့စနစ်တကျကူတာမှရမယ်နဲ့ထင်တယ်လက်ချောင်းလေးတွေကောက်သွားတာလေကဲ ယောဂဆိုတာမတန်ဆွမ်းဖြစ်သွားဆေးနဲ့ဆိုကြိုတင်ကာကွယ်လို့ရတာ ဒီအနာကြီးယောဂနဲ့ပတ်သက်လို့မတန်ဆွမ်းဖြစ်သွားတဲ့ခါကျရင်တော့ကာကွယ်လို့တော့မရတော့ဘူးပေါ့နော်သူတို့ကနေမြင်ဘူးတာကတော့အဲ့အနာကြီးယောဂဆေးဥမှာဆိုလို့ရှိရင်အဲ့လိုနာကြီးယောဂတွေတော်တော်များများဝှိချဲနဲ့သွားကြတာများတယ်တော့နော်အဲ့လိုမျိုးလုံးဝကိုကုသလို့မရနိုင်တဲ့အခြေအနေတွေဖြစ်နေတာဟိုသူတို့တီးတန့်အဲ့မှာဆေးဥမှာတီးတန့်ပဲထားပြီးတော့ ဆရာဝန်နဲ့တေချာပြပြီးတော့ကာကွယ်လို့ရရင်တော့ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းပဲသုံးရင်တော့ကာကွယ်လို့ရမယ်လို့တော့ရှင်းတာပဲအဲ့ဒါကဆိုလေပဝင်းကျင်ပေါ်မူတည်တာပေါ့နော်ပဝင်းကျင်ပေါ်မူတည်တယ်ပဝင်းကျင်ကဒီအနာကြီးယောဂအကြောင်းကိုနည်းနည်းပါးနားလဲတဲ့လူရှိတယ်ဆိုရင်เนาะအဲ့လူတော့နည်းနည်းအဆင်ပြေတာပေါ့ဒါပေမဲ့ပဝင်းကျင်ကတော့သိရမလားအဲ့တိုင်းလို့အဆင်ပြေတဲ့လူရှိမယ်အဆင်ပြေတဲ့လူလည်းရှိမှာပေါ့နော်အဲ့လိုမျိုး ဟုတ်ကဲ့အနာကြီးရောကကုသစနစ်ကျကုသပြီးပြက်ကင်းသွားတဲ့လူကမိသားစုနဲ့အတူနေထိုင်လို့ရပါတယ်ရှင့် အနာကြီးယောဂဆိုပြန်ကောင်းသွားတော့ပုံမှန်ပတ်ဝန်းကျင်မှာပြန်နေလို့ရပါတယ် ပျောက်သွားလို့ရှိရင်ကွန်ပျူတာသုံးနဲ့အတူတူနေထိုင်လို့ရတယ် ဒီအနာကြီးယောဂကိုကုသလို့ဟိုယောဂနှုတ်သေးလို့ကုသလို့ပျောက်ကင်းသွားတယ်ဆိုလို့ရှိရင်တော့ဒီပတ်ဝန်းကျင်ကိုမိသားစုကိုပတ်ဝန်းကျင်မှာနေထိုင်သွားလာလို့ရပါတယ်ပတ်ဝန်းကျင်ကလည်းနည်းနည်းနားလည်ဖို့ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့အတွက်ကအရန်အားစိတ်တစ်ခွက်ပေါ့နော်ဟုတ်ကဲ့